မင်္ဂလာပါရှင်မိုတိုစားပေးရနေကြိုဆိုလိုက်ပါတယ်ရှင်ဒီခါကျတော့နန်းတို့ပေါ့နော်ဒီစပန်သားအေးအေးလေးတွေနဲ့ပြပေးမယ်နော်ဒါလေးတွေဆိုလို့ရှိရင်ခုလိုနွေရာသီမှာပေါ့ပေါ့ပါဝစ်ချင်တယ်ဆိုလို့ရှိရင်ဒါမျိုးလေးရမှာဒါလေးဆိုလို့ရှိရင်သူကလေလက်မဆိုလို့ရှိရင်ဒီမျိုးတရေကျိုးရှုံလေးပါတယ်ရင်လေးမဆိုလို့ရှိရင်ဒီမျိုးတရေကျိုးအရှုံလေးပါတယ်နော်ရင်ဆိုင်22ရက်နေစပြီးတော့ဝင်လို့ရမယ်နော်လုံးဝမိုက်တယ်အောက်ကကောင်ဆိုလို့ရှိရင်သူကအကားလေးအောက်မှာပြီးလို့ရှိရင်ဒီလိုအောက်လေးမှာအစက်လေးတစ်ဆက်ပါတယ်နော်ဘူးဝင်အကားလို့ပုံစံအစက်လေးဒီခါနာလေးမှာကျတော့လေဒီနားမှာမျှော်ကြိုးလေးနဲ့အရှုံလေးပါပါတယ်ရှင်ပြီးရင်လက်ဖောင်းလေးနဲ့အရန်ကိုလှပါတယ်နော်ဒီကောင်ဝင်လေးကကျတော့နွေရာသီပေါ့ပေါ့ဖို့အတွက်အရန်ကိုအဆင်ပြေကောင်းလေးဖြစ်ပါတယ်နော်ကျန်ဆိုရင်ပေါင်ချင်း135ပေါင်ချင်း90လောက်ကနေစပြီးပြ135ကြီးဝတ်လို့ရတဲ့ခေါင်းဝင်လေးဖြစ်ပါတယ်ရှင်အစင်လေးကြီးလည်းအများကြီးရှိပါတယ်နော်တော့ဒီလိုမျိုးလေအောက်ခံနှက်ပြရအောင်ပေါ့အောက်ခံဒီလိုခရင်လောက်တယ်နှက်ပြလို့အောက်ခံနှက်ပြလို့ဟာမျိုးလေးရှိမယ်ပြီးလို့ရှိရင်နန်းလိုဝေးထားတယ်လို့အောက်ခံပေါ့နော်ဒီလိုအစိမ်းညာနုလိုမျိုးလေးရှိမယ်ပြီးရင်ချမ်းလိုမျိုးအောက်ကလို့အုတ်ကျိုးရောင်လေးရှိပါတယ်ရှင်နော်ကာလာ3ရောင်ရှိပါမယ်ရှင်ဒီနှုံးလေးကကြတော့1000ကျော်လေးနဲ့ပဲရမှာဖြစ်ပါတယ်ရှင်ဒါလေးအားကျတော့ချမ်းလို့စီမှာလက်လီလက်ကားဝယ်ယူအားပေးလို့ရပါတယ်เนาะပြန်အောင်ချင်တဲ့မမရေတို့လက်ကားစီးစီးလေးရှိပါတယ်ရှင်အသားလေးကအရန်ကိုအိဆက်ပြီးတော့ဝေးရတဲ့သူအတွက်ခဏကိုပါအရင်ပါလေးနဲ့ရန်နဲ့ကိုပါအရာဖြစ်တယ်ဝတ်ကလည်းတက်တာလည်းအရာဖြစ်ပါတယ်ရှင်ဒါလေးတွေကိုလက်လီလက်ကားဝယ်ယူအားပေးလို့ရပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်ရှင်